ဒီဗီဒီယိုကတော့အမဲသားကင်လောက်စားဖြစ်တဲ့ဗီဒီယိုလေးပေါ့နော်အမဲသားထဲမှာအသားမဆလာရဲ့အစိမ်းမုတ်တဲ့စားနှင်းငယ်ထည့်ပြီးတော့နေပြီးတော့တနားရီလောက်ထားလိုက်ပါရရှင်နေပြီးသားပြီဆိုရင်အသားကင်နဲ့အာဗန်တဲကိုပေါ့နော်180ရဲ့စက္ကန့်30ထားပြီးတော့ခင်လိုက်ပါရရှင်မီနီအာဗန်လေးထဲမှာပြီးရင်စားတောက်လို့ရပါပြီကျေးဇူးတင်ပါတယ်